မြင့်မြတ်ကျော်မေမေ၏အတန်နောက်ခံမှကျဲလောင်စွာပြတ်သားစွာတရုတ်ဆောင်တုံးခနဲဖြစ်သွားပြီးမျက်လုံးပြူးကဖုံးလက်ထဲကနေပြုတ်ကျမတက်ဖြစ်သွားသည်ကြောက်လန့်တကြားကင်မရာကိုကြည့်ပြီးနောက်အခန်းပတ်လည်ကိုအမြန်ကြည့်သည် Oh my god seriously ဒီအတန်ကြားလိုက်တာနဲ့နှလုံးသားကရက်သွားသလိုပဲအချိန်တွေရက်တန့်သွားတာမျိုးခက်ခက်ခဲခဲမျိုးချလိုက်ပြီးစဉ်းစားဟန်ဖြစ်ခေါင်းငုံသည်မေမေနာမည်ပြည့်စုံခေါ်ပြီးဆိုတာနဲ့လေရင်ဘတ်ကိုဖိပြီးတက်ပြင်းချသည်ကိုပါအမားကြီးလုံးမိပါလိမ့်အလျင်အမြန်စိတ်ထဲကစကားပြောနေသလိုတရုတ်ဆောင်သည်မျက်နှာမူအရာများအမြန်ပြောင်းလဲသည်မနက်ကပကံမဆေးမိဘူးလားခေါင်းနှင်းငယ်ခါသည် no အဝတ်တွေမလျှော်ရသေးဘူးလားမျက်လုံးများဘယ်ညာလှဲ့သည် maybe အိမ်သာရေဆွဲဖို့မေ့သွားလားမောဟိုက်တလို့လုပ်ပြီးခေါင်းကိုအားပါတရခါသည် no way ရေချိုးကန်းထဲမှာရေတွေရှမ်းအောင်ထားခဲ့မိလားဘေးအန္တရာယ်ကိုမြင်အောင်သည်ဖုံးအားသွင်းကြိုးကိုဖြုတ်ဖို့မေ့သွားလားပို၍စိတ်လှုပ်ရှားစွာခေါင်းခါသည်အမရဲ့မိတ်ကပ်ဘူးကိုဖွင့်ကြည့်မိလို့လားထိတ်လန့်တကြားကြည့်သည်မဟုတ်ဘူးအဲ့ဓာတွေကနာမည်ပြည့်စုံခေါ်လောက်တဲ့ကိစ္စတွေမဟုတ်သေးဘူးဒါဆိုမျက်လုံးပြူးပြီးကင်မရာကိုဓာတ်ရိုက်ကြည့်ကတိုးတိုးလေးပြောသည်ကျွန်တော်ရဲ့အင်ကက်ကြီးစကေးအမှားတစ်ခုခုဖြစ်ရမယ်မေမေရှိရာဘက်သို့ဖြည်းဖြည်းချင်းခြေပြားထောက်ကသူ့ရှိုးတူးလိုထောင်ချိုးတစ်ခုမှချောင်းကြည့်ရင်ဖြည်းဖြည်းချင်းလျှောက်သွားသည်ဒီလိုဆိုရင်တော့တခုခုကြီးကြီးမားမားပဲအသက်ရှူတန်တောင်မှားလို့မရဘူးကင်မရာဘက်ကိုကပ်ပြောသည်အဲ့ဒီဘိုက်ကလေတုံရင်ဟန်ပြုတ်ပြီးလေဘင်းကော်လာကိုဆွဲတင်သည်မင်းရဲ့အနာဂတ်ကိုဆုံးဖြတ်တော့မယ်ဆိုတဲ့ vibe မင်းကိုအမွေပြတ်ဆုံးလွတ်တော့မယ်ဆိုတဲ့ vibe အသက်ပြင်းပြင်းရှူပြီးကိုအားတင်းကထောင်ချိုးကို꿰သွားသည်မေမေရှိရာသို့ရောက်သောအခါခေါင်းငုံကလက်အုပ်ချပြီးရင်ကြေးကြေးရက်နေသည်မေမေ၏အတန်သည်တည်ငြိမ်တော်လဲအာနာရှိသောလေတံဖြင့်ထပ်မံထွက်ပေါ်လာသည်မေမေတည်ငြိမ်စွာသို့သောအနှဲငယ်စိတ်နှောင့်ယှက်ဖြစ်ဟန်ဖြင့်အေးမြင့်မြတ်ကျော်ဒီက remove remote ဘယ်နားထားမိလဲမေမေကြည့်ကျင်တဲ့ဒရမာကားစားတော့မှာတရုတ်ဆောင်ရက်တန့်သွားပြီးမျက်လုံးပြူးကကင်မရာကိုဖြည်းဖြည်းချင်းကြည့်သည်ထို့နောက်လုံးဝစိတ်ပြက်လက်ပြက်ဖြစ်သွားဟန်ဖြင့်မျက်ရည်တစ်စက်စီးကျပြီးမျက်လုံးလန်ပြသည်ခဏတာစကားမပြောနိုင်ပဲပါဇက်အဟောင်းသားဖြစ်နေပြီးဖြည်းဖြည်းချင်းပြန်ပိတ်ကာတက်ပြင်းချပြီးခေါင်းခါသည် remove remote လေးအတွက်ကိုနာမည်ပြည့်စုံကြီးခေါ်ရလားမေမေရဲ့ကင်မရာကိုကြည့်ပြီးအားကိုးရမဲ့စွာပခုံးတွန်းပြကမိမိကိုယ်ကိုဒရာမာဆန်စွာလက်ညှိုးထိုးပြသည်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့စိတ်ဖိစီးမှုတွေကင်မရာကိုထပ်မံကပ်ပြောသည်ဒါပေမဲ့တိုးတိုးလေးတကယ်တော့မေမေကအဲ့လိုခေါ်မှကိုတွေကလည်းချက်ချင်းထူးကြတာလေဟုတ်တယ်မလားမျက်စိတစ်ဖက်မိတ်ပြပြီးကင်မရာကိုနားလည်မှုရှိစွာပြုံးပြသည် guys seriouslyဒီလိုမျိုးကြုံမှုတဲ့သူတွေ like share လုပ်သွားအောင်နော် comment မှာကိုယ့်နာမည်အပြည့်စုံခေါ်ခံရတဲ့အဖြစ်ဆိုးလေးတွေရေးခဲ့ကြပါဦး Mum calls full name panic mode